ကာကိုတောင်တကားပေးတဲ့ခါအဆုံးထိမပေးတာတော့ဖွင့်တဲ့ခါကျရင်လည်းဟိုပေါ်ဆုံးထိပွင့်သွားတာတော့ဂျုံနေရတယ်ဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေတို့ဖြစ်လိမ့်မယ်အဆုံးထိကြည့်ပေးလိုက်ပါစလိုက်အောင်โอเคအနောက်ဖုံးเนาะဆက်ရဲ့အနောက်ဖုံးကိုဖွင့်လိုက်မယ်အထဲမှာခလုတ်အပေါ်များအောက်များအလဲပြီးတော့ဝါရောင်ခလုတ်၄ခုရှိတယ်အလဲကခလုတ်ကတော့ auto ကနေပြီးတော့မှ manual သွားတဲ့ခလုတ်ဖြစ်တယ်အလဲကခလုတ်ကို3စက္ကန့်လောက်ကင်ထားမယ်ဖိထားမယ်ဆိုရင်အပေါ်များတော့မဟုတ်အောက်များတစ်ခုခုကမိတုတ်စလင်းလာမယ်အဲ့ဒီမိတုတ်လင်းလာတဲ့ခလုတ်ကိုကျွန်တော်တို့လိုတလောက်နှိပ်ပေးရပါမယ်အပေါ်ခလုတ်လင်းလာတယ်ဆိုရင်အပေါ်ခလုတ်ကိုနှိပ်ပြီးတော့မှလိုတလောက်တကားကိုပွင့်အောင်နှိပ်ထားမယ်ပြီးတော့နဲ့အလဲကခလုတ်ကိုပြန်နှိပ်ပြီးရင်မီးကအောက်ကခလုတ်မှပြန်လင်းလာမယ်ဆိုရင်အဲ့ဒီအောက်ကခလုတ်ကိုလည်းကျွန်တော်တို့တကားပိတ်ကိုလိုချင်တဲ့ပိတ်တစ်ထိအောက်ကခလုတ်ကိုနှိပ်ပြီးတော့မှ adjustment လုပ်လို့ရပါတယ်တကားဖွင့်ပိတ်ကိုလိုချင်တဲ့ပုံစံရပြီဆိုရင်အလဲကခလုတ်ပြန်နှိပ်လိုက်ရင်အပေါ်များတော့မဟုတ်အောက်များတစ်ခုခုကမိတုတ်ပြန်လင်းလာမယ်အဲ့ဒီမိတုတ်လင်းတဲ့များကိုတစ်ချက်နှိပ်လိုက်တာနဲ့ဥမာအပေါ်များလင်းနေဆိုရင်အပေါ်များကိုတစ်ချက်လိုက်တာနဲ့တကားကသူဟာသူပွင့်သွားမယ်ကို set up လုပ်ထားတဲ့ချိန်နေရာမှာရပ်မယ်အဲ့ဒါပြီးသွားတာနဲ့အောက်များမိတုတ်ပြန်လင်းမယ်အဲ့ဒီအောက်များကိုလည်းတစ်ချက်လေးနှိပ်လိုက်တာနဲ့တကားကသူဟာသူပိတ်သွားမယ်ကိုချိန်ထားတဲ့ပမာဏအထိတကားပိတ်သွားမယ်အဲ့ဒါဆိုရင်တော့ဒီတကားအဖွင့်အပိတ် adjustment လုပ်တဲ့နီလန်းကတော့ဒီလိုမျိုးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်တယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်ကျွန်တော်ရင်တော့ပြောသလိုပဲဒီ page HMDIY page ကိုပဲ like and follow လုပ်ပေးကြပါကျွန်တော်ရဲ့ personal page ကနေပြီးတော့မှဒီလိုမျိုး tip တွေနောက်ပိုင်းမှာတင်တော့မှာမဟုတ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်တွေ့ကြရအောင် bye bye